ပြည်သူပြည်သားများအားလုံးမင်္ဂလာပါကျမတို့ရဲ့ပေါ့ကတ်အစီအစဉ်ဖြစ်တဲ့ပန်းတပွင့်ရဲ့မုံတိုင်းအလုံးအစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်မှာခေတ်အဆက်ဆက်အမျိုးသမီးတွေရဲ့ဘဝအကြောင်းတွေသူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေစိတ်ဒဏ်ရာတွေကိုပွန့်ပွန့်လင်းလင်းနဲ့ပြောပြပေးသွားမှာပါဘဝမှာကြမ်းတမ်းတဲ့မုံတိုင်းတွေကြောင့်နာကျင်ကြေကွဲခဲ့ရပြီမဲ့လည်းပြန်လဲရှင်သန်လာတဲ့ပန်းတပွင့်တွေအဖြစ်ရက်တည်ခဲ့ကြရသူတွေရဲ့ဇလံတွေကိုကျမတို့ဖော်ထုတ်တင်ဆက်ပေးသွားမှာပါဒီနေ့မှာတော့မြောင်ဒရုန်း Force MDF ရဲ့ခေါင်းဆောင်အမျိုးသမီးတဦးဖြစ်တဲ့ကြားခင်စိန်ရဲ့ဘဝဖြတ်သန်းမှုတွေအကြောင်းကိုမေးမြန်းသွားမှာပဲဖြစ်ပါတယ်သူမဟာစစ်တပ်အာဏာသိမ်းစဉ်အချိန်မှာအသက်23နှစ်သာရှိသေးတဲ့မိသားစုရဲ့အငယ်ဆုံးသမီးငယ်လေးတဦးသာဖြစ်ပါတယ်တော်ရဲကိုလက်နက်ကင်ဆွဲပြီးဆရာနာရှင်ကိုတော်လန်ဖို့ဆုံးဖြတ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့သူမဘာတွေကြုံတွေ့ခဲ့ရလဲဘယ်လိုစိတ်ထင်ရတွေရခဲ့သလဲဘဝရဲ့မုန်တိုင်းထန်တွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားပြီးပန်းတပွင့်အဖြစ်ဘယ်လိုပြန်လဲရှင်သန်ရက်တည်ခဲ့သလဲဆိုတာကိုနားဆင်ခံစားလိုက်ရအောင်ပါညီမလေးရေမင်္ဂလာပါအမတို့စီစဉ်ရဲ့ပထမဆုံးမေးခွန်းလေးနဲ့စတင်လိုက်ကြရအောင်နော်ဆိုတော့ညီမလေးရဲ့ငယ်ဘဝနဲ့ကြီးပြင်းလာခဲ့ရတဲ့နောက်ခံအတွေ့အကြုံလေးကိုအရင်ဆုံးပြောပြပေးပါဦးတခြားစီပဲပေါ့နော်ငယ်ဘဝကျတော့ပူပင်မရှိငယ်ဘဝဆိုရတယ်ကျွန်တော်တို့ဒီအသက်20ကျော်တဲ့ဒီဒေါ်လာရေးတဲ့မရောက်ခင်အချိန်ကြီးကကိုဘွားတတရရပဲဟိုအိမ်မှာလူလိုက်ခံထားရတဲ့ကလေးတယောက်လူပဲပူပင်တော့ကမရှိဘူးကြမ်းတမ်းမှုမရှိဘူးအိမ်မှာအဆင်မပြေမှုတွေရှိတောင်မှကိုမသိရဘူးကိုရုန်းကန်ကြမလို့ဘူးပေါ့နော်ကိုသူတို့လူကြီးတွေသူရုန်းကန်သွားတယ်ကိုကဟိုလူတိုက်ရတယ်မှာပါတယ်ထဲမှာပါတာပေါ့နော်ဒီဘပိုင်းကိုရောက်လာတဲ့အချိန်ကျတော့ခက်ခဲတွေအားလုံးကကိုတယောက်တည်းရင်ဆိုင်ရတယ်လို့ဖြစ်သွားတာပေါ့တခါမှကိုမကြုံဘူးတဲ့ရင်ဆိုင်မှုတွေဟိုစိန်ခေါ်မှုတစ်ခုလိုဖြစ်သွားတာပေါ့နော်တခါမှဟိုကိုရှင်ဘယ်လိုပြောကြီးပြင်းခဲ့ရတဲ့အနေအထားနဲ့ခုလိုဒီဒေါ်လာရေးပဲကူပြောင်းပြီးတော့လက်နက်ကင်ဆွဲတဲ့အချိန်ကျတော့ကြမ်းတမ်းလာတဲ့အခက်အခဲတွေလူပတ်ဝန်းကျင်တွေတွေ့ကြုံလာတဲ့အတွေ့အကြုံတွေကြတော့တော်တော်ကွာခြားပြီးစီးနေလို့ဖြစ်သွားတယ်တခါကျရင်တွေးမိတာငါကဒီလိုမျိုးဖြစ်လာတခါမှတော့မတွေးဘူးဒီလိုမျိုးကြီးလို့ဖြစ်လာတယ်အဲ့လိုမျိုးနဲ့လို့ခက်ခဲခဲ့တာပေါ့နော်ရုံးကန်အဲ့တော့တော်တော်ကိုဘယ်လိုပြောရမလဲတခြားစီပဲရုံးကန်တာတော့အလုံးမျိုးပေါ့ညီမလေးငယ်ဘဝတုန်းကကိုယ့်ရဲ့ပုံစံကပေါ့နော်ဘယ်လိုပုံစံမျိုးလေးလဲကိုကအဲ့ဒီတုန်းကကြောင်းတက်တာလားဒါမှမဟုတ်ရင်အလုံးလုံးနေရလားဘယ်လိုပုံစံမျိုးနဲ့ဖြတ်တန်းနေတဲ့လူငယ်တစ်ယောက်လဲဘယ်လိုယူမှန်းချက်တွေရှိခဲ့လဲအခုလက်တွေ့ဘဝနဲ့ဘယ်လိုကွာခြားသွားလဲကျွန်တော်ငယ်ငယ်တုန်းကကြတော့ဘယ်လိုလဲဆိုတော့ကိုလွတ်လွတ်လပ်လပ်ပေါ့ပါနေတတ်တဲ့လူတယောက်ကျွန်တော်အရင်အဲ့လိုစိတ်ညစ်စရာတွေပေးတာတို့စိတ်ရှုပ်စရာတွေပေးတာမျိုးရဲ့ pressure တန်းတွေကိုကျွန်တော်မခံနိုင်ဘူးပေါ့နော်အိမ်မှာဆိုရင်အပြင်ကျွန်တော်ချုပ်ချယ်တဲ့တန်းကိုမခံနိုင်ဘူးပေါ့နော်အိမ်မှာဆိုရင်ဟိုမသွားနဲ့ဒီမလာနဲ့ဆိုရင်ဘာလုပ်လဲဆိုရင်ဟိုကျောင်းတော့မတက်တော့ဘူးပေါ့နော်လက်ရှိအဲ့တုန်းကဆိုဘာလုပ်လဲအိမ်နဲ့စိတ်ဆိုးရဲဆိုအပြင်ထွက်သွားတယ်တကယ်ချင်းနေနဲ့အလုပ်တွေလုပ်တယ်အလုပ်တွေလုပ်အိမ်ကစိတ်ဆိုးပြေလို့ပြန်ခေါ်ရင်အိမ်ပေါ်ပြန်တက်သွားတယ်အဲ့လိုမျိုးပေါ့နော်တခါအိမ်ကကိုဓာတ်ချုပ်ချယ်တယ်ကိုကလွတ်လပ်မှုတွေမရတော့ဘူးဆိုရင်အိမ်ကနေတခါဆင်းတယ်အဲ့လိုမျိုးတွေပဲကျင်လည်ခဲ့တာပေါ့နော်စိုးသွမ်းတယ်ပေါ့ကိုနေတဲ့ပုံစံကတော့ကိုတကယ်ချင်းနေနဲ့ကိုဟိုအေးစစ်စစ်ဆိုင်ဒီဇိုင်းဖွင့်မယ်ပြီးရင်တကယ်ချင်းနေနဲ့ဒီလိုဟိုပျော်ပါမှတ်ပြီးတော့ကိုလွတ်လွတ်လပ်လပ်ပေါ့လေးနေတတ်တဲ့လူငယ်တယောက်ပေါ့တကယ်ချင်းနေနဲ့လို့ဆိုင်လေးဖွင့်ပြီးသွားရင်ကိုဒီတကယ်ချင်းနေကိုအေးရအေးချောင်းရှောက်သွားမယ်ရှောက်လာမယ်ဆိုတဲ့စိတ်နဲ့နေထိုင်တဲ့လူငယ်တယောက်ပေါ့ဘဝကြီးကိုဘယ်လိုပြောမလဲအတိတ်ပဲရှိဖြတ်တန်းတာမျိုးမရှိဘဲနဲ့လွတ်လပ်ပေါ်ပါစွာနဲ့ပဲပူပင်တော့ကမရှိပဲဖြတ်တန်းခဲ့တဲ့လူငယ်တယောက်ပုံစံပေါ့ဟုတ်ညီမလေးကဒီမိသားစုထဲမှာဘယ်နေရာမှာရှိရလဲအကြီးလားအငယ်လားဒါမှမဟုတ်ရင်ဒီတူဦးတီတော်သမီးလားဒီမိသားစုကကိုယ့်ပေါ်မှာပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့မြင်ပြီးတော့လက်ခံထားကြလဲမိသားစုတွေမှာတော့အငယ်ဆုံးဆိုတော့ကြတော့လူလိုက်ခံရတာပေါ့အဆိုးဆုံးလေးပေါ့အဲ့လိုမျိုးလေးပေါ့အငယ်ဆုံးအဲ့လိုဘာနေဟိုအိမ်ဆိုရင်တခုခုဆိုရင်ကြီးကြဒါလိုချင်တယ်မပေးဘူးလားမပေးရင်အစိတ်ကောက်တယ်ကြီးကြတယ်ချစ်တိုက်တယ်အဲ့လိုမျိုးလေးတွေပေါ့ဟိုလုံးဝအိမ်ကလည်းကိုယ်အရန်ကိုဖူးဖူးမှုတ်ထားတဲ့ထဲမှာပါတယ်
ဘာနေအဲ့လိုလောက်ဆိုသူတို့မျက်စိထဲမှာမိန်းကလေးတယောက်ဆိုတာထက်ကိုသူတို့မျက်စိထဲမှာကလေးတယောက်လိုပဲမြင်ပြီးတော့ပဲထားခဲ့တာပေါ့နော်တခုခုတရားဆိုရင်တော့ဘာလဲဆိုအသက်20ကျော်နေကလေးနေဘာမှမလုံးနဲ့အဲ့လိုမျိုးနေသားမျိုးနေနေခဲ့တာပေါ့နော်တခါလေကိုကအိမ်နဲ့စိတ်ဆိုလို့လှုပ်ထွက်လို့တခါအိမ်ကအပြစ်မထွက်ခိုင်းလို့လှုပ်ထွက်လို့မနေကဘာလုပ်ဖို့လို့လဲဘာလုပ်ဆရာလို့လဲဘာလို့လဲအဲ့လိုမျိုးလိုလေသိမရှိအောင်ထားခဲ့တဲ့မိသားစုတွေထဲမှာထားခံခဲ့ရတဲ့ကလေးတယောက်လိုပါပဲဟုတ်ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေနဲ့ဒီအခုလက်ရှိအခြေအနေကွာခြားသွားတဲ့အပေါ်မှာပေါ့နော်ညီမလေးရဲ့စိတ်ခံစားချက်ကဘယ်လိုရှိလဲတခါတလေကျရင်တော့ဝန်းနေတာပေါ့နော်အိမ်ကိုလည်းလွမ်းနေခုကျတော့ကိုကကလေးတယောက်ကနေပြီးလူကြီးတယောက်ဖြစ်သွားသလိုဖြစ်သွားရပေါ့နော်လူကြီးတယောက်ဖြစ်သွားလို့ဖြစ်သွားတော့ကို့အောက်မှာကို့ထက်ငယ်တဲ့ကလေးတွေကရောက်လာပြီသူတို့တွေကိုကိုကဆုံးမရတော့မယ်လမ်းပြရတော့မယ်သူတို့တွေသွားမယ်လမ်းကြောင်းလမ်းဖြောင်းမမှန်သွားဖို့တွေဘာလို့လဲတော်လိုင်းရိတ်ခံရုံချက်နဲ့ဝင်လာတဲ့ကလေးတွေပေါ့နော်ကို့ထက်အသက်ငယ်တဲ့ကလေးတွေလည်းရှိရပေါ့နော်ကို့ထက်အသက်ကြီးတဲ့လူလည်းရှိရအဲဆိုကိုတော်လန်ရေးလှုပ်ချင်တယ်တော်လန်ရေးတိုက်ချင်တယ်မခံကျင်စိတ်တစ်ခုကြောင့်သာဝင်လာခဲ့ကြတာဆိုတော့ကိုဆိုလည်းသက်သာဦးဆောင်အပိုင်းတော့ဝင်လာခဲ့ရဆိုရင်ဘာမှမသိပါဘူးနော်ဒါပေမဲ့တော့ငါတို့ဒီဖိနှိပ်မှုတံကိုမခံနိုင်ဘူးငါတို့တွေကဒီလိုဖိနှိပ်မှုတံခံမှုမလိုဘူးဆိုတဲ့စိတ်ခံစားချက်တစ်ခုနဲ့တော်လန်ရေးကိုလက်နဲ့ဆွဲကင်ခဲ့ကြတာပေါ့နော်အဲ့တော့ကိုအခုချိန်မှာကလေးလူကြီးလောက်လိုက်ရတဲ့နေတာဆိုတော့နည်းနည်းတော့ကပီယာပေါ့နော်တခါတလေကိုယ့်ရဲ့ပင်ကိုစိတ်ကိုကကလေးအိမ်မှာကလေးတယောက်လိုဆက်ဆံခဲ့ရတော့ကလေးဆန်တဲ့အကျင့်မူခြင်းတွေရှိရပေါ့နော်တခါလေကျရင်အဲ့ဒါတွေပေါ်တယ်ပေါ့နော်ကလေးဆက်ဆံနေပဲတွေးလိုက်တယ်ကလေးဆက်ဆံနေပဲပောက်ကွဲလိုက်တာမျိုးနောက်ပိုင်းမှာကိုယ့်ထက်အငယ်ငယ်တွေဖြစ်လာတဲ့အချိန်မှာငါဒါမျိုးလုပ်လို့မရတော့ဘူးငါဒါမျိုးထက်ငါဘယ်လိုရင်းကျက်ရတော့မယ်ငါဘာတွေလေ့လာရတော့မယ်ငါဘာတွေသင်ယူရတော့မယ်ဆိုတာမျိုးတွေကိုပြောမယ်ဆိုရင်တော့ချင်းချက်လုပ်လိုက်ရတာပေါ့နော်အများကြီးပဲပေါ့နော်အတိတွေရောနေထိုင်မှုတွေရောအပြောဆိုတွေရောသွားလာတွေရောအရင်နဲ့လုံးဝမတူတော့ဘူးကိုလှုပ်ချင်တဲ့အရာတွေအကုန်လုံးမျိုးသိလိုက်ရတာတွေအများကြီးပေါ့နော်ဘာလို့လဲဆိုတော့အခုအရင်ဒီဒေါ်လာရေးမဖြစ်ခင်ရှေ့မှာကိုလှုပ်ချင်တာကိုလှုပ်တာကျွန်တော်ဒါလုံးမယ်ဆိုရင်အိမ်ကတားလည်းမတားချင်တာမတားချင်နေငါလုံးမှာပဲဆိုတဲ့တစွထိုးဘယ်လိုပြောရမလဲနည်းနည်းခက်ဆိုးတဲ့ပါတယ်လူမျိုးပေါ့နော်ဒါပေမဲ့အခုချိန်မှာကျတော့ကိုယ့်ဘာသာကိုယ်ပဲစဉ်းစားဆုံးဖြတ်ရက်တီရတော့ဖြစ်သွားတာပေါ့နော်ဒါတခုလုံးတော့မယ်ငါလုံးမယ်ဟေးဆိုရင်ငါနောက်ကကလေးတွေရှိသေးတယ်ငါကြည့်ရမယ်လူရှိတယ်ငါလုံးလိုက်တဲ့အမှားတစ်ခုကြောင့်ငါကလေးတွေတစ်ခုခုဖြစ်ရကြည့်ရဲဆိုတဲ့စိတ်နဲ့ပြင်လိုက်ရတယ်ကိုယ့်ရဲ့အမှုချင်းတွေကိုလုံးချင်းချက်လုပ်လိုက်ရတယ်လူကြီးတယောက်လူကြီးဆက်ဆံနေရတဲ့အနေအထားမျိုးဖြစ်သွားတာပေါ့ညီမလေးရဲ့ဘဝမှာပေါ့နော်ဒီအရေးပါဆုံးဖြတ်ချက်ကိုဘယ်အသက်အရွယ်မှာချခဲ့ရလဲ။ဘာကြောင့်ချခဲ့ရလဲ။အရေးပါဆုံးဖြတ်ချက်ကိုချခဲ့ရတော့ကျွန်တော်ဒီတော်လန်ရေးစလုပ်တော့နော်ဆန္ဒပြတော့ကိုကျွန်တော်ဆုံးဖြတ်ချက်ကအဲ့လောက်ကြီးမဟုတ်သေးဘူးပေါ့နော်နောက်ဆုံးကျွန်တော်ခုနပြောတယ်2022 6လပိုင်းပေါ့နော်6လပိုင်းမှာကျွန်တော်ဒီဘက်ကိုလုံးဝကိုခြေစုံပြည့်ဝင်လာလိုက်တဲ့အနေအထားမျိုးမှာဖြစ်တော့ကြတော့အဲ့ချိန်ကျတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပြီပေါ့နော်အများကြီးပဲကျွန်တော်ဆုံးဖြတ်ချက်တွေခက်ခဲနဲ့ချခဲ့တယ်စဉ်းစားပြီးတော့လုပ်ခဲ့တယ်ပေါ့နော်အဲ့ဆုံးမချက်ချတဲ့အပေါ်မှာဘာလဲဆိုတော့ကျွန်တော်တို့မတရားဖိနှိပ်ခံရတဲ့ကျွန်တော်တို့ပြည်သူတွေပေါ့နော်မတရားတပ်ဖြတ်ခံရတဲ့ပြည်သူတွေပြီးရင်ကျွန်တော်တို့ရဲ့မဟာမိတ်ရဲဘော်တွေရဲဘက်တွေကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာတဝမ်းမှာရှိတဲ့ရဲဘော်တွေအကိုလုံးနေတဲ့မတရားသဖြင့်တပ်ဖြတ်ခံရတာတွေကျွန်တော်တို့မြင်ရကြားရတယ်ဒါကျွန်တော်တို့ဒီ UG လုံးနေတဲ့အချိန်ဆိုလဲကျွန်တော်တို့ဖွဲ့တဲ့လူတွေဖမ်းသွားတယ်ဒါပေမဲ့အသေးလားရှင်လားမသိရဘူးဆန္ဒပြကာလမှာလည်းဒီလိုပဲဖမ်းသွားတယ်ဖမ်းသွားပြီးသွားရင်နောက်နေ့ကျတော့2သိန်းနဲ့အလောင်းလာရွေးပါတို့ဘာလို့ဆိုတာတွေကိုကျွန်တော်တို့မြင်ရကြားရတယ်ဒါကကျွန်တော်လက်တွေ့ကြုံခဲ့ရတဲ့အရာတွေပေါ့နော်လက်တွေ့ကြုံခဲ့တဲ့အရာတွေမှာဒီ2021ပေါ့နော်2021ကနေဆန္ဒစပြရတယ်2022ထိပေါ့နော်ပထမပိုင်းနေထိကျွန်တော်တို့ဒီလောက်တော့လောက်တယ်ဒါပေမဲ့ထက်ဝင်ထက်အဲ့လို UG လေးလောက်ပေါ့နော်စကောင်းထောက်ပေးတဲ့ UG လေးလောက်အဲ့လိုလေးပဲလုံနေရနေပြီးတော့နောက်ဆုံးကျွန်တော်တို့ဒီ UG ကောင်းဆောင်2ယောက်ဖမ်းခံလာတဲ့အချိန်မှာငါတို့ဒီမတရားမှုကြီးကိုငါဒီလိုပေါ့တန်နဲ့သွားနေရင်ငါတို့တက်ကကောင်းတဲ့ result လာမှာမဟုတ်ဘူးပြီးတော့ငါလိုသာတယောက်ပြီးတယောက်ဒီလိုတွေးမယ်ဟေးဆိုလဲဒီဒေါ်လာရေးလုံးမယ်လို့ပေါ်လာမှာမဟုတ်တော့ဘူးဆိုတဲ့စိတ်ခံယူချက်တွေပြီးရင်ပေါ့ခံယူချက်အဓိကကျွန်တော်ကတော့သွင်းရတာပေါ့နော်ခံယူချက်ပြီးတော့မှငါလုံးနိုင်လားငါလုံးမှတေးကြပြီလားဒီလမ်းကြီးကငါတို့အတွက်ဘာတွေ
ဘလူတွေခက်ခဲမလဲဘလူတွေကြမ်းတမ်းမလဲငါအတွက်ကောဘလူတွေဖြစ်နိုင်လဲဆိုတာကိုတွေးပြီးတော့မှအဲ့ရရောငါခံနိုင်မလားပြီးရင်ငါရောဒါကိုဘာလို့လှုပ်ချင်တာလဲကိုယ်စိတ်ကိုအရင်မေးရပေါ့နော်မေးပြီးတော့မှငါတို့ပြည်သူတွေဒီလိုတွေခံနေရတယ်ငါတို့မတရားမှုကိုအတူတူတိုက်နေတယ်ငါတို့ရဲဘော်တွေလည်းဒီလိုမျိုးခံနေရတယ်တစ်ချိန်မှာငါတို့လည်းဘာမှမလုပ်ဘဲနဲ့ဒီမျိုးပေါ်မှာနေတစ်ချိန်မှာငါတို့လည်းတနည်းနည်းနဲ့တော့ပါမှာပဲပေါ့နော်သေချေပြစင်သေမဲ့ဖမ်းကန်သူတို့ဘာလို့လဲဆိုတော့ထင်ရလုံနေရအောင်အခုဆိုရင်ပေါ်တာဆိုလဲသူတို့ထင်ရဆွဲနေဆိုတော့ငါတို့လည်းမပါဘူးလို့ပြောနေအဲ့တော့အဲ့လိုမျိုးဖိနှိပ်မှုခံပါလားငါတို့တော်လန်ပါလားတော်လန်ရင်တော့ငါတို့ငါတို့ဘလောက်ခက်ခဲတယ်ကြမ်းတမ်းမယ်ဆိုတာသိရအဲ့တော့ကျတော့အဲ့ချိန်မှာတော့တော်တော်စဉ်းစားရတယ်ကျွန်တော်တို့လေကျွန်တော်ပေါ့နော်တော်တော်စဉ်းစားရတယ်တော်တော်ဆုံးဖြတ်ရတယ်ဘာလို့လဲဆိုတော့မြို့ပေါ်မှာလုံးဝကိုနေနေတဲ့ဘယ်လိုပြောရမလဲနေနေတဲ့လူတယောက်ကတောထဲမှာခက်ခဲသွားတော့မှကြမ်းတမ်းတဲ့ຢာကြီးကိုလှုပ်ရတော့မှဆိုတာသိရဆိုတော့နည်းနည်းတော့ဆုံးဖြတ်ချက်ကတော့နည်းနည်းတွန့်ဆုတ်တယ်ပေါ့နော်နောက်ပိုင်းမှာပြန်တွေးတယ်ငါတို့ဒီလိုလုပ်လို့မရဘူးငါတော့လုံးမရမယ်ငါလူမျိုးတယောက်ပြီးတယောက်သာရှိရင်ငါတို့ရှိလာမှာမဟုတ်တော့ဘူးဆိုတော့ဆုံးဖြတ်ချက်တွေနဲ့ခံယူချက်တွေနဲ့ဒီလိုမျိုးခက်ခဲနဲ့ပဲဆုံးဖြတ်ပြီးတော့ဒီလောက်ထိရှောက်လာခဲ့တာပေါ့အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်ဒီလူပေါင်းအဖွဲ့အစည်းကနေအမျိုးသမီးဖြစ်နေလို့ဆိုတော့အကြောင်းပြချက်နဲ့ပေါ့နော်ဖိအားပေးတဲ့ခံစားချက်မျိုးကိုခံစားခဲ့ရဘူးလားအဲ့လိုမျိုးခံစားခဲ့ရဘူးတဲ့ဆိုရင်အဲ့ဒီအကြောင်းလေးပြောပြပေးပါအောင်ခံစားဘူးတယ်ဆိုတာကအစာပိုင်းမှာကတော့အရင်ပြဿနာမရှိဘူးပေါ့နော်နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီရှေ့တန်းနေဒီလိုက်လာတဲ့တိုက်ပွဲတွေထဲမှာပါဝင်လာတယ်ပေါ့နော်ပါဝင်လာတဲ့နောက်ပိုင်းမှာကဖေးမတဲ့လူတွေလည်းရှိပါတယ်ဖေးမတဲ့ပတ်ဝန်းကျင်လည်းရှိတယ်အခုချိန်นี้ပြည်သူတွေဆိုရင်ကျွန်တော်မြင်ဟာကြကြဟေးနေကောင်းလားစားအောင်ဆိုတာမျိုးလေးတွေအများတန်းဖေးမတယ်ပေါ့နော်အဓိကတော့ပြည်သူကတော့ကျွန်တော်အများတန်းဖေးမတယ်ပြည်သူကတော့ကျွန်တော်စီမှာအများတန်းရှိတယ်ကျွန်တော်ဘက်မှာရှိတယ်ပေါ့နော်ဟုတ်လဲဆိုတော့ကိုလုံနေတဲ့ຢာတွေကိုပြည်သူတွေမြင်တာကိုသူတို့မြင်ပြီးသားတွေပေါ့နော်ထူးတလေကျွန်တော်ဒါလုံနေပါတယ်လို့ကျွန်တော်ဖြည့်ရှင်းချက်ပေးကြမလို့ရှင်းပြကြမလို့ချပြကြမလို့သူတို့မျက်စိရှိမှမြင်နေတာဆိုတော့ပြည်သူကတော့ကိုယ့်ဘက်ရှိတယ်ဒါပေမဲ့လုပ်ငန်းလုပ်တဲ့အပိုင်းလေးတွေမှာတချို့ຢာတွေကြတော့ main ကလေးဥဆောင်ထားတာဖြစ်တဲ့အတွက် main ကလေးရှေ့ရောက်မှစိုးရိမ်တာမျိုးရှိကြတယ်ပေါ့နော်ဖိနှိပ်ချင်တဲ့ဟာရှိတယ်ပေါ့နော်ဒါလည်းကိုယ်တိုင်ကြုံရတယ်ရှိအဲ့လိုကိုယ်တိုင်ကြုံတဲ့ချိန်ကြရင်တော့တေချာတယ်ကျွန်တော်လုပ်နေတာကငါမိန်းကလေးကောင်းတော့ငါဒါလုပ်မယ်ဆိုတော့လက်မထောင်ခြင်းနဲ့မာမာနာနဲ့ကျွန်တော်ကလုပ်နေရမဟုတ်ဘူးပေါ့နော်အဲ့ဆိုကျွန်တော်အဲ့လိုမျိုးဖိနှိပ်လာရဆိုကျွန်တော်တွေးလိုက်ရငါ့ကိုဘာလို့ဖိနှိပ်တာလဲဒါပေမဲ့သူတို့ထင်မြင်နေတာကငါတအားကြီးဘယ်လိုပြောရမလဲမိန်းကလေးတယောက်အနေနဲ့အရင်အပေါ်ကြီးကိုတက်ပြီးတော့မာနာရှိမဲ့လူတယောက်လိုထင်နေပုံရတယ်ဒါပေမဲ့ငါလုပ်တဲ့အလုပ်ကပြည်သူမျက်နှာဘက်ကိုပြည်သူမျက်နှာကိုကြည့်တယ်ပြည်သူဘက်ကိုမျက်နှာမူပြည်သူတွေတိုက်နေတဲ့လူအဲ့တော့ဘလို့ပဲဖိနေငါလျှောက်တဲ့လမ်းကိုတော့ငါပုံမှန်မှန်ကန်နဲ့လမ်းမှန်ကမ်းမှန်နဲ့ရှောက်မယ်လမ်းကိုအကောင်းဆုံးနဲ့ရှောက်မယ်ဆိုတော့ဘယ်လိုပြောရမလဲစိတ်ခံစားချက်နဲ့ပဲကျွန်တော်သွားရတယ်ပေါ့နော်ဖိနေလာရင်လည်း okay ဟုတ်ပြီငါဟုတ်ပြီလို့ဒါပေမဲ့ဒါသူတို့ထင်မြင်လွဲနေရပါသူတို့မြင်နေတဲ့အရာကဒီနေရာတွေအာနာတွေယူလို့ထင်လိမ့်မယ်ဒါပေမဲ့ငါကတော့ဒီလမ်းမဟုတ်ဘူးငါလျှောက်တဲ့လမ်းတလမ်းသူတို့ထင်တာတလမ်းဒါပေမဲ့ငါလုံနေရင်းနဲ့ပဲငါကကျွန်တော်လုံနေရင်းနဲ့ပဲပေါ့နော်ကျွန်တော်သုံးသက်တဲ့ဥစ္စာပေါ့ကျွန်တော်အမြဲတမ်းကိုပဲအမြဲတမ်းမေးနေတယ်ကိုစိတ်ကိုပဲတခုခုဖြစ်လာပြီဆိုကိုစိတ်ကိုအမြဲတမ်းကျွန်တော်မေးရဟုတ်လားမှန်လားငါလုပ်တာမှန်လားမှားလားအဲ့လိုမျိုးမေးပြီးတော့ကိုသွားရဆိုအဲ့ဆိုကျွန်တော်သွားတဲ့လမ်းဒီတေးကြတယ်ဘာရပိုင်ခွင့်မှာကျွန်တော်တို့မမျှော်လင့်ဘူးအဓိကကျွန်တော်တို့ဒီမြန်မာနိုင်ငံလွတ်မြောက်ရေးအတွက်ပဲကျွန်တော်တို့မြန်မာနိုင်ငံအထိတ်တလန့်နဲ့မတရားသဖြင့်တေချေပျက်စီးနေရတဲ့ပြည်သူတွေကိုလွတ်မြောက်ဖို့အတွက်ပဲသွားနေတဲ့လမ်းကြောင်းဖြစ်တဲ့အတွက်မလျှောက်တဲ့လမ်းမှန်တယ်ကျွန်တော်လျှောက်တဲ့လမ်းမှန်တယ်ပေါ့နော်အဲ့တော့သူတို့ချိန်နေတဲ့ဥစ္စာကိုသွားနေရင်လည်းတိသွားလိမ့်မယ်ပေါ့နော်ကိုဖိနေလာတဲ့မိန်းကလေးတယောက်အနေနဲ့ကြတော့တောင်းကြလဲကျွန်တော်တို့မြန်မာနိုင်ငံမိန်းကလေးဆိုတာနောက်မှာပဲနေဆိုတဲ့ဟာမျိုးပေါ့နော်ဥဆောင်မှုတွေမကြိုက်ဘူးအဲ့လိုမျိုးဆိုရင်နောက်ဆုတ်ပေးလိုက်ဟုတ်ပြီကျော်ကိုဥဆောင်နေလို့ထင်နေကိုကနောက်ဆုတ်ပေးလိုက်ရောဥဆောင်ကြည့်လိုက်ရတယ်ဥဆောင်လို့နောက်ကနေပဲလိုက်ပေးလိုက်တယ်ပေါ့နော်တခါလေကြာရင်တော့ဖြစ်ချင်တဲ့ຢာတွေကိုတချို့ຢာတွေကြာကိုကပဲနောက်ဆုတ်ပေးလိုက်တယ်ပေါ့နော်တားဖိနေလာရင်တော့ဘယ်လိုပြောမလဲမွေးတတိလိုမျိုးကိုကမဟုတ်မခံစိတ်ကရှိနေတာဟုတ်နော်ကိုအငုံစိတ်ကမဟုတ်မခံစိတ်ငါမဟုတ်ဘဲနဲ့ငါ့ကိုလာမပြောနဲ့ဆိုရဟာမျိုးရှိလာတယ်အဲ့လိုမျိုးတားဖြစ်လာရင်တော့မဟုတ်ဘူးကျွန်တော်လျှောက်တာဒီလမ်းဆိုတာကိုတက်တည်ပြနိုင်အောင်တော့ကိုကြိုးစားတယ်ပေါ့နော်ပြန်ပြီးတော့အဲ့လိုနဲ့ပဲဖြတ်တန်းတယ်ပေါ့ခုလောလောဆယ်တော့ဟုတ်ညီမလေးအနေနဲ့အဲ့ဒီလိုအခက်အခဲတွေကိုလေရင်ဆိုင်နေရတဲ့အချိန်မှာအင်အားအကြီးဆုံး
ကုံဆုံးစေတဲ့အရာကဘာဖြစ်မလဲဥပမာစိတ်ပိုင်းဆိုင်ရာလားရုပ်ပိုင်းဆိုင်ရာလားစိတ်ပိုင်းဆိုင်ရာပေါ့အဓိကတော့ရုပ်ပိုင်းဆိုင်ရာကတော့အရင်ဟိုဖြစ်ပြီမဲ့စိတ်ပိုင်းဆိုင်ရာမှာတော့လုံးဝကိုစိတ်တက်ကြသွားရပေါ့နော်ဟောဗျာငါလုံနေတာကြီးကငါလည်းကိုကြိုးမကြည့်ဘူးဟိုကိုလုံနေလုံခဲ့တဲ့တစ်လျှောက်လုံးမှာတေးကြတဲ့ကျွန်တော်ကိုမလို့ပြောမှာကျွန်တော်ကိုပြောစရာကျွန်တော်ပြစ်ချက်အမားကြီးမလုပ်ထားဘူးတော်လည်းရေးပေါ်တစ္ဆာဖောက်တဲ့အလုပ်မျိုးတစ်ခုမှမလုပ်ထားဘူးပေါ့နော်တေးကြတာကျွန်တော်တို့တွေကတော်လည်းရေးပေါ်တစ္ဆာမဖောက်ဖို့အရေးကြီးရတော်လည်းရေးလုပ်တဲ့လူတွေကတော်လည်းရေးပေါ်တစ္ဆာမဖောက်ဖို့အရေးကြီးရအဲ့တော့ကျွန်တော်ပြန်သုံးသပ်တယ်တော်လည်းရေးပေါ်တစ္ဆာဖောက်တဲ့အလုပ်ငါဘာအလုပ်မှမလုပ်ထားဘူးအားရဲ့ဒါချားဒီပေါ့နော်လက်တွဲသွားနေတဲ့မဟာမိတ်အဖွဲ့တွေဆိုလဲလာဆိုပြီးတော့အမြဲတမ်းပူတွဲကူခေါ်ပြီးတော့ပဲသွားခဲ့တယ်ပေါ့နော်ပြီးတော့ကိုပါတာကိုကျွန်တော်လှုပ်ရှားလုပ်မယ်ကျွန်တော်ဒီနေရာကျွန်တော်လှုပ်ရှားလုပ်မယ်ဆိုတဲ့နေသားမျိုးတွေနဲ့လည်းလှုပ်ခဲ့ကိုင်းခဲ့တာမျိုးမရှိဘူးအဲ့ဆိုတော့အဲ့လိုလုံနေပါရဲ့နဲ့ဘာဖြစ်လို့မြန်ဒီလိုကြီးပြောရလုံးရကြတာလဲဆိုတာမျိုးတွေးတော့စိတ်ပန်းဆိုင်ရာမှာတော့အဲ့လိုညအိတ်မပြောတဲ့အနေထားတွေကျွန်တော်ကြုံခဲ့ရတယ်ဗောနော်ကျွန်တော်ဆိုအဲ့လိုလာချီကြုံခဲ့ရတယ်မအိတ်ဖဲနဲ့ပြီးရင်စဉ်းစားတယ်ဘာလို့မြန်လောက်တာလဲသွားမှာတော်လန်ရေးဗောနော်တော်လန်ရေးမှာပေါ့နော်အဲ့လိုမျိုးပြောစီချင်တာဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘာလို့ဒီလိုဖိနှိပ်ချင်တာလဲဆိုတော့စိတ်ပိုင်းဆိုင်ရာမှာတော့နည်းနည်းလေးစိုက်ကိုလိုပုံစံမျိုးတော့ဝင်တာပေါ့နော်ခါလေးကြာရင်ဟိုလေတယောက်တည်းစိတ်လွတ်ပြီးပြောစီရင်ပြောနေရမျိုးတွေလည်းရှိတာပေါ့စိတ်ပိုင်းဆိုင်ရာမှာတော့ထိကြိုက်တာပေါ့အဲ့ဒီလိုမျိုးစိတ်ဒဏ်ရာတွေရနေပါလားဆိုတာကိုလေဘယ်လိုပုံစံမျိုးနဲ့ကိုကသိခဲ့လဲပေါ့နော်နောက်ပြီးတော့ဒါကငါရဲ့စိတ်ဒဏ်ရာပဲဆိုတာကိုပွင့်လင်းဝန်ခံပြီးတော့ပြန်ဖြေပြောက်ဖို့အတွက်ကိုပေါ့နော်အချိန်ဘယ်လိုယူခဲ့ရလဲဒါလေးဖြေပြောက်ဖို့ကြတော့ပေါ့နော်ကျွန်တော်ကတော့တွေးလိုက်တယ်ငါတို့ဒီလိုပြောနေရဒီလိုဖြစ်နေငါမှလည်းဒီစိတ်ဒဏ်ရာဖြစ်နေငါလောက်တာမှန်တယ်တန်းတယ်ငါ့ကိုဒီလိုမျိုးပြောတယ်တွေးရဆိုနောက်ဆုံးမှာတော့ကျွန်တော်ကတော့ပြည်သူပဲပြန်တွေးလိုက်တယ်ပေါ့နော်ကျွန်တော်အရင်စိတ်ညစ်လာရင်ကျွန်တော်ကပြည်သူတွေသွားလိုက်တော့တာကျွန်တော်ပြည်သူတွေနဲ့စကားပြည်သူတွေဆိုတာကျွန်တော်တို့ဒီပေါ့နော်ရွာရဲရက်တဲ့သွားတယ်စကားတွေပြောတဲ့အချိန်မှာစိမ့်ဘာလို့ပဲချမ်းသာတကြဘလို့ပဲချမ်းသာပြောချင်ရောကျွန်တော်ကတော့ဒီလိုဒီကြောင်းမဲ့တကြရဲ့နေလုံးနေဘလို့ပဲချမ်းသာငါတို့သိညာပါညာဆိုပြည်သူအတန်လေးပဲကျွန်တော်ပြန်အားယူလိုက်တယ်ပေါ့နော်ကျွန်တော်မှပြည်သူတွေကဒါကျွန်တော်တကယ်နေလောက်တာမဟုတ်ဘူးနင်းဆက်လုပ်စရာမလိုဘူးဆိုစကားတကုန်းဟာနဲ့ကျွန်တော်လည်းသိကြပါတယ်ကျွန်တော်ရန်နာမှာပါဘာလို့လဲဆိုတော့ပြည်သူမှကျွန်တော်လက်မခံတော့တာအခုချိန်ကတော့ပြည်သူကကိုယ်လက်ခံတယ်အဲ့တော့ကျွန်တော်မှအဲ့လိုစိတ်တွေဒါကြီးညာအိမ်မရောက်တော့တဲ့ဒီဖြစ်လာတယ်ကျမကြီးဖြစ်လာတယ်ဆိုကျွန်တော်ကပြည်သူတွေတော့ပြည်သူကလာဒီမှာမဟုတ်စားဘလို့ပဲချမ်းသာနေဆိုစကားတွေပြောလိုက်တဲ့အချိန်မှာပြည်သူပေးလိုက်တဲ့ခွန်အားတွေကပြန်ပြီးဖြစ်လာတယ်ပေါ့နော်ဒါတွေကငါစိတ်ထင်တာနေမှာပါငါစိတ်ထင်တာနေမှာခုပြည်သူတော်ငါဘက်ရှိနေသေးတာပဲငါဆက်လုပ်ဖို့လိုအပ်တယ်ငါပြည်သူပဲမျက်နှာမူထားတာပဲဆိုတော့ပြည်သူကမှငါ့ကိုဒီလောက်အားပေးနေပြီခွန်အားပေးနေမှာတော့ငါစိတ်ထင်ရအောင်ငါဖြေဖြောင်းအောင်မယ်ဒါတွေကိုငါခေါင်းနဲ့မထဲတော့ငါဆက်လုပ်အောင်ငါတော်လိုက်ရင်ဖြစ်တယ်ငါဆက်ရှောက်ရမယ်ကိုတူးတစ်ဖွဲ့တိုက်လို့တော့မပြီးဘူးပေါ့နော်ဒါပေမဲ့အဲ့တော့ငါဘယ်သူတွေနဲ့တဟတာမတည့်တဲ့လူတွေကိုအထင်မြင်လွဲနေတဲ့ဟာကိုအထင်မြင်ပြန်တက်ရမလဲဆိုတဲ့စိတ်နဲ့ကျွန်တော်ပြန်ပြီးတော့ကိုဖြည့်ရပေါ့နော်အဓိကကတော့ဟုတ်ဒါဆိုရင်ညီမလေးရဲ့ဒီအခက်ခဲဆုံးအချိန်မှာဒီအားပေးမှုတွေနဲ့ရင်ဆိုင်ကြော်လွားခဲ့ရတာကိုအထောက်အကူပြုခဲ့တာကပြည်သူလို့ပဲပြောမယ်ဆိုရင်ရတယ်ပေါ့နော်ဟုတ်တယ်ပြည်သူပါပဲဟုတ်ကြကျမဂယူဆိုင်နော်ကိုဂယူဆိုင်ဘာမလုံးနဲ့နော်နေမရှိလို့ကိုဂယူဆိုင်အသက်ရှင်နေဖို့လိုရနော်နေတို့လိုလူမျိုးနေအဲ့လိုလုပ်ဖို့ရှိသေးတယ်ဒါကလေးစားတာဂုံယူတာလို့ပြောလာတဲ့စကားလေးနဲ့ဟိုကုန်းမှာအပြန်ဖြစ်သွားတာပေါ့အဲ့လိုဒီလိုအခြေအနေတွေကိုကြော်ဖြတ်တဲ့အချိန်တွေမှာပေါ့နော်ကိုရောဘယ်လိုအားပေးခဲ့ရလဲနောက်ပြီးတော့ဘယ်အရာတွေကဆက်လျှောက်ဖို့ခွန်အားတွေဖြစ်ခဲ့လဲကိုအားပေးတာကတော့အားပေးတာဆိုတာတဲ့ကိုပြန်သုံးသပ်လိုက်တာဒါကကိုရွေးချယ်မှုလမ်းကိုဒီလိုကြီးကျမ်းမှတည်ရတဲ့လမ်းနဲ့ရွေးချယ်ခဲ့တာကိုနင်းဒီဟာရှောက်ရင်ဒီလမ်းရှောက်ရင်ဒီလိုတွေဖြစ်မယ်ဆိုတော့မတည်ဘူးလားတချို့ຢာတွေကတော့မတည်ခဲ့ဘူးမတည်ဘူးဆိုကြုံပြီးသွားပြီပဲကြုံပြီးသွားပြီဆိုကျွန်တော်တို့ဘာပြန်လုပ်မလဲကြုံနေမှတော့ရင်ဆိုင်တော့မယ်ဘာလို့လဲဆိုတော့ကိုရွေးချယ်ထားတဲ့လမ်းမှားလဲမှောက်ခံရတော့မှာပဲဒါပြီးတော့ပြည်သူတွေကကိုယုံကြည်မှုတွေရှိနေတယ်ပြည်သူတွေအတွက်မျက်နှာမူပြီးလုပ်မယ်လို့ပြောမှာတော့ကိုစိတ်ခံစားချက်စိတ်နှုတဲ့စိတ်သေးသေးလေးတွေကိုဖယ်မှရတော့မယ်ပေါ့နော်အဲ့လိုမျိုးတွေစိတ်ဆုံးဖြတ်ချက်ချတယ်ပြီးတော့ပို့ပြီးခိုင်မာတာじゃစကားစားဘက်ကနေပြီးတော့ဘယ်ရွာတော့ဝင်သွားပြီပြည်သူတွေကိုဘယ်လိုတက်ဖြတ်သွားတယ်ပြည်သူတွေကိုဖမ်းဆီးသွားတယ်ရိုက်နှက်ထားတယ်ပြည်သူအိမ်တွေကိုမိရှို့သွားတယ်လေးရကျဲပြန်ပြီကလေးတငယ်တွေပေါ့နော်အသက်ရွယ်ကလေးတငယ်လေးတွေ
အသက်ဆုံးရှုံးရတယ်ပေါ့နော်အဲ့ဒါမျိုးတွေကိုကြားနေမြင်နေရတဲ့အချိန်မှာငါဒါလောက်လေးနဲ့ဒါလေးကိုငါပြောညက်လို့မရသေးဘူးပြီးရင်ကျွန်တော်ကြာရှုံးသွားတဲ့ရဲဘော်တွေရှိရပေါ့နော်ဒီလိုရဲဘော်တွေတော့ကြာဆုံးသွားပြီးတော့အသက်တွေပေးပြီးဒီလိုလောက်တာငါဒီလောက်စိတ်တက်ပြောညက်နေငါ80ဘလို့ဒေါ်လာရေးဆက်လုပ်မယ်ငါဘလို့တိုက်ပွဲဆက်ဝင်မလဲအဲ့တော့ငါစိတ်ငါပြောလို့မရဘူးငါဒါဒီပြဿနာကကိုယ့်အတွက်တကယ်တော့အာဂန်နုပြဿနာတိတိလေးပေါ့နော်အာဂန်နုပြဿနာတိတိတကယ်တော့ကိုက main ကလေးလည်းဖြစ်တာကြောင့်လည်းပါမယ်ပေါ့နော်အဲ့ဆိုတော့အဲ့တော့ဒီတေချာတွေးလိုက်တော့အဲ့လိုမျိုးအကြီးကြီးတွေကိုဆက်တွေးလိုက်တဲ့အချိန်မှာဒီပြဿနာငါအတွက်ကတိတိလေးပါလားအဲ့တော့ငါဒါကြီးကိုအဲ့လိုကြီးထားနေလို့မရဘူးဒါငါစိတ်နှုတာပဲဆိုတဲ့စိတ်နဲ့ပြည်သူတွေအတွက်ပြန်ပြီးတော့ငါယုံထားရမယ်ငါဆက်လုပ်ရမယ်ဒါတွေအတွက်နဲ့ငါဒီလိုစိတ်တက်အားကျနေလိုက်ရင်မပြီးသေးဘူးပြည်သူတွေဒီလိုမျိုးမတရားခံနေရတာတွေကိုငါတို့ကာကွယ်ပေးနိုင်မှုတွေငါတို့ကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ပဲသွားရတာပေါ့အဲ့လိုမျိုးအခက်အခဲဆုံးဆိုတဲ့အချိန်တွေကိုကြော်ဖြတ်နေရတဲ့အချိန်ကာလတွေကိုလွန်မြောက်ပြီးသွားတဲ့အခါမှာပေါ့နော်ဘာသင်ခန်းစာတွေရခဲ့လဲအဲ့ဒီသင်ခန်းစာတွေကမိမိရဲ့ဒီဘဝကိုပေါ့နော်ဘယ်လောက်အထိပြောင်းလဲစေခဲ့လဲသင်ခန်းစာကတော့ကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်ခုလိုယောက်ျားလေးပုံစံပေါက်လာတာသင်ခန်းစာပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုစိတ်တွေဝင်နေဆိုတာမိန်းကလေးတယောက်ဖြစ်နေလို့မိန်းကလေးတယောက်စိတ်ရှိနေလို့အဲ့ဒါကြောင့်မို့ငါတို့ကဒီလိုဖြစ်နေတာဆိုတဲ့စိတ်မျိုးဝင်သွားတာပေါ့နော်အဲ့တော့ယောက်ျားလေးနဲ့ငါကိုငါယောက်ျားလေးဖြစ်အောင်နေရမယ်ယောက်ျားလေးလိုမျိုးစိတ်တက်ခံမှကြမ်းအောင်ပေါ့နော်ကြိုးစားရမယ်ဆိုတဲ့စိတ်မျိုးတွေဖြစ်လာတယ်ပေါ့နော်ဘာလို့လဲအဓိကမင်းကငါမိန်းကလေးဖြစ်နေလို့ငါစိတ်ကနှုတ်နေတာငါကိုငါဒါငါယောက်ျားလို့တတ်မှတ်လိုက်ရင်ငါမင်းအဲ့လောက်ကြီးဒီငါစိတ်နှုတ်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေးလိုက်တယ်ပေါ့အဲ့တော့ကျတော့ကိုယ့်ရဲ့သင်ခန်းစာအနေနဲ့ပြင်ဆင်မှုဆိုကိုကတဖြည်းဖြည်းနဲ့မိန်းကလေးပုံစံမပေါက်တော့ပဲယောက်ျားလေးပုံစံပေါက်လာတယ်ပေါ့နော်ပြင်ဆင်မှုကပြောဆိုအားစားယောက်ျားလေးနဲ့ပြောရဆိုရင်အားစားကိုဒီတိုက်ပွဲတူသွားတဲ့ရဲဘော်မမိတ်ဖွဲ့ဆိုရင်ကြားကြီးနင်းကငါတော့မိန်းကလေးလို့မမြင်တော့ယောက်ျားလေးလို့ပဲမြင်တော့အဲ့လိုမျိုးလေးတွေပေါ့စကားပြောဆိုနေထိုင်နေအားစားချင်းချက်ပြောင်းသွားတယ်ပေါ့နော်မိန်းကလေးရဲ့အမှုအကျင့်တွေပျောက်သွားတယ်ပေါ့ဘာလို့လဲဆိုတော့ဒါကလည်းကိုနိုင်ကိုကချင်းချက်လုပ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒီလိုမျိုးစိတ်တွေဖြစ်တယ်ဆိုတော့ main ကလေးဖြစ်နေလို့စိတ်နှုတ်နေလို့ဒီလိုဖြစ်တာပဲဆိုတဲ့စိတ်အတွေးမျိုးဝင်နေပေါ့နော်ဒါကတော့သင်ခန်းစာအနေနဲ့ကိုပြောင်းလဲလိုက်တဲ့အရာတစ်ခုပေါ့အဲ့လိုဆိုရင်ကိုယ့်ရဲ့စိတ်ကမရင်ကျက်ခဲ့ဘူးတခုခုဆိုရင်စိတ်ထိခိုက်ခံစားလွယ်တဲ့ပုံစံကနေပြီးတော့ပေါ့နော်ဒီစိတ်ထိခိုက်ခံစားမလွယ်ဘဲနဲ့ရှင်းကျက်တဲ့ပုံစံမျိုးဖြစ်အောင်အများကြီးပြောင်းလဲခဲ့ရတာပေါ့နော်ဟုတ်ဒီသင်ခန်းစာတွေပေါ်ကနေပဲအဲ့လိုငါရင်းချက်ရမယ်ငါကလေးဆန်လို့မရဘူးကျွန်တော်အဖွဲ့ထဲမှာဆိုလဲဒီတုံးတင်ပြီးတဲ့အကိုတယောက်ရှိရပေါ့နော်အကိုလည်းဟုတ်တယ်ဆရာလည်းဟုတ်တယ်ပေါ့နော်အဲ့အကိုကဆိုလဲခင်ဗျားကလေးစိတ်ဖြောက်အဲ့လိုရင်းချက်အဲ့လိုကလေးစိတ်ဖြောက်ဆိုတော့အဲ့လိုမိုးလေးတွေလည်းဘေးကနေပြီးတော့လမ်းပြပေးရလူကလည်းရှိနေတော့ငါဒီလူသွားလို့မရအောင်ဆိုတော့နောက်ဆုံးပိုင်းမှာကိုကရင်းချက်တဲ့လူတယောက်ဖြစ်သွားတယ်ပေါ့ခုနကမှပြောသလိုလေးကျွန်တော်တို့မှချင်းချက်တွေလုပ်ပြီးတော့ဒီသင်ခန်းစာပေါ်ကနေကိုလေးအဲ့လိုပြောင်းလဲလာနိုင်တာပေါ့ဒါဆိုရင်အခုလိုကာလမှာအခက်ခဲဆုံးအကြမ်းတမ်းဆုံးဒီအချိန်ကာလတွေကိုရင်ဆိုင်နေရတဲ့အခြားပေါ့နော်ဒီကိုနဲ့ဘဝတူရဲဘော်ရဲဘက်အမျိုးသမီးတွေကိုရောဘာပြောချင်လဲနောက်ပြီးတော့ဘလို့အကြံဉာဏ်တွေခွန်အားတွေပေးချင်လဲပေါ့အဲ့လိုမျိုးသမီးလေးဆိုရင်စိတ်တက်မကြပါနဲ့ဒီလိုခွန်အားတွေကကျွန်တော်တို့တွေအတွက်က main ကလေးအနေနဲ့ဒီဒေါ်လာရေးတဲ့ဒီလိုလုပ်ပြီးမှစိန်ခေါ်မှုတစ်ခုပဲပေါ့နော်စိန်ခေါ်မှုတိုင်းကိုမကြောက်ပါနဲ့ပြိုလဲချင်ခဏတာတော့ပြိုလဲလိုက်ပါပေါ့နော်ဒါကျွန်တော်ကိုနိုင်လည်းပြိုလဲခဲ့ဘူးတယ်ပေါ့နော်အဲ့ဆိုပြိုလဲပြီးသွားရင်ငါဒီလိုပြိုလဲလို့မဖြစ်ဘူးကိုပြန်အဓိကကတော့ကျွန်တော်တို့တွေကကို main ကလေးတွေကအဓိကပြန်ကိုမေးပြီးတော့ကိုသုံးသပ်နေမှရမှာဘေးတွေကိုကျွန်တော်သွားမေးနေလို့မရဘူးဘာလို့လဲဆိုတော့အမျိုးသမီးဆိုရင်ပတ်ဝန်းကျင်ကအားနွယ်တယ်ဆိုတော့ဟာကြီးကိုပဲသူတို့ဒီlogic ကြီးကိုထည့်ပြီးမှဆိုတော့အဲ့ဒါကိုမေးမယ်ဆိုကိုမေးလိုက်ငါလုံနိုင်တဲ့ချိန်လို့ငါတို့ဒီလိုရှောက်လာပြီးငါတို့လုံမယ်ဆိုလုံပြီးအဲ့တော့ရအောင်ရှောက်မယ်ရအောင်လုံမယ်ငါစိတ်ဒီတာပြောညံ့နေရလားတခုခုဆိုရင်ကျွန်တော်ဆိုကိုပြန်မေးရဒီလောက်လေးကိုငါပြောညံ့တာလားအဲ့လိုမေးရပေါ့နော်အဲ့ဆိုအဲ့လိုပဲမပြောညံ့ပါနဲ့စိတ်တက်အခုချိန်မှာလုံးဝစိတ်တက်တွေအရန်ကျနေတဲ့အမျိုးသမီးငယ်လေးဆိုလေစိတ်တက်မကြပါနဲ့ဒီထဲမှာကအစိုးရကအကောင်းတွေအများကြီးကိုယ့်အတွက်စူးစမ်းဖို့တွေပေါ့နော်ခွန်အားတွေရလာနိုင်တယ်ပေါ့နော်အဲ့ဒါကိုလည်းသိအောင်ကကိုနိုင်ကလေ့လာမှကိုနိုင်ကမေးနေမှ
ကိုနိုင်ဆုံးဖြတ်နေမှာတွေးနေမှာဒီခွန်အားကိုတွေးမှာပေါ့နော်အဲ့တော့ဒီခွန်အားကိုပဲတွေးပါဒီလောက်ကြီးကြီးလျှောက်လာပြီးမှတော့ဒီဘာမဟုတ်တဲ့တေးသေးမမတစ်ခုအတွက်နဲ့တော့နောက်ဆုတ်တော့မယ်ဆိုတဲ့အတွေးမျိုးတွေဘယ်တော့မှမတွေးပါနဲ့ဒါဆိုတေးကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ main ကလေးတွေဆိုတာအားနွယ်တယ်ဆိုတဲ့တတ်မှတ်နှုန်းကြီးကိုကျွန်တော်တို့ဝင်သွားလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုမဝင်ဘူးဒီလောက်ဟာကိုငါတို့ဖြတ်ကျော်မယ်ရအောင်ဖြတ်ကျော်မယ်ငါတို့ရအောင်လုပ်မယ်ငါဘလို့တွေပြန်ပြီးရုံးထားမယ်ဒီတနည်းမရရင်နောက်တနည်းနဲ့ငါတို့ဘလို့ပြန်သွားမယ်ဆိုတဲ့စိတ်ခွန်အားမျိုးနဲ့ပဲပြန်ရုံးထားပါပေါ့နော်လုံးဝနောက်ဆုတ်ဖို့မတွေးပါနဲ့ပေါ့နော်ဒါနောက်ဆုတ်လိုက်တဲ့အတွေးဒါမှန်ကန်တဲ့အတွေးမဟုတ်ဘူးပေါ့နော်မှန်ကန်တဲ့အတွေးမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒါပို့ပြီးတော့ကိုယ့်ကိုအားနွယ်တယ်လို့ခံစားစေတဲ့အရာတစ်ခုပေါ့နော်။ငါဒီလိုယုံထနိုင်ခဲ့တယ်ဆိုပြီးကျွန်တော်ဆိုရင်ခုငါခုနပြိုလဲခဲ့လို့ပြီးရင်ငါဒီကတော့ဒီလိုပြန်ယုံထမယ်ယုံထလိုက်တော့ကျွန်တော်တို့အတွက်အောင်မြင်မှုတစ်ခုကိုကျွန်တော်မြင်ရတယ်ပေါ့နော်။တွေးရတယ်ကိုနိုင်လေကိုငါဒီလိုလုံနိုင်ပါလားဆိုတဲ့စိတ်မျိုးပြန်ဝင်လာတယ်။အဲ့တော့ပို့ပြီးစူးစမ်းကြံစိတ်ဖြစ်တယ်။အဲ့တော့ကြောင့်မို့ဘလောက်ပဲစိတ်သက်ကြနေဘလောက်ပဲဘလူတွေမျိုးပဲကြုံနေလုံးဝနောက်ဆုတ်ဖို့မတွေးပါနဲ့။ရှေ့ကိုရင်ကော့ခေါင်းမော်ပြီးတော့ဒါခေါင်းညောမမနဲ့ဒါဆက်လက်ပြီးတော့ဒါ80တိုးပါဒါဆိုရင်ကျွန်တော်တို့တွေအမျိုးသမီးငယ်တွေအကိုလုံးအတွက်ပေါ့နော်အောင်ပွဲတစ်ခုအနေနဲ့ဂုံယူစရာတစ်ခုအနေနဲ့ကိုဂုံယူစရာအနေနဲ့ပြည်သူတွေဂုံယူစရာအနေနဲ့ဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်ကတော့ဒါကတော့အမျိုးသမီးငယ်တွေအတွက်စကားလက်ဆောင်ပါချင်တာပေါ့ဟုတ်ကဲ့ပါညီမလေးကြားခင်စင်ရေအခုလိုမျိုးအမကိုဒီရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတွေကိုအမကိုပွန့်လင်းလင်းနဲ့ဒီပြောပြပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်အခုဆိုရင်ဒရုန်းတပ်ဖွဲ့ရဲ့အမျိုးသမီးခေါင်းဆောင်ကြားခင်စင်ရဲ့ကြုံဆုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုနားထောင်ပြီးတော့ကိုပွားရဲ့ခက်ခဲတွေကိုတယောက်တည်းရင်ဆိုင်ကြော်လွှားနေရတာမဟုတ်ဘူးဆိုတော့အတွေးတွေနဲ့စိတ်ခွန်အားတွေကိုရရှိနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်တစ်ပတ်မှာလည်းဘလို့အမျိုးသမီးတဦးကသူ့ဘဝရဲ့မုံတိုင်းထန်တဲ့နေ့ရက်တွေအကြောင်းပြောပြရင်ဘလို့ပြန်လဲရက်တည်ခဲ့ရတယ်လဲဆိုတာကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့စောင့်မျှော်နားဆင်ကြပါအောင်ရှင်။